မင်္ဂလာပါချစ်ချစ်ကချန် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ငရုတ်ပွားနဲ့ပစုံနဲ့ကိုချက်မှာဖြစ်ပါတယ်ရှင်ပထမအဦးဆုံးငရုတ်ပွားတွေကိုကျမကတော့အစစ်မထည့်ခြင်းတဲ့အတွက်ကြောင့်မလို့အစစ်ဖယ်ပြီးတော့လှိလိုက်ပါတယ်ရှင်ပစုံလည်းအရသာဝင်အောင်စားစွန်းနဲ့ချိုးမုံထည့်ပြီးတော့နေထားလိုက်ပါမယ်ကျက်သွန်ဖြူနီထောင်းထားတာကိုလည်းစီးသက်လိုက်ပါတယ်ငရုတ်ပွားနဲ့ပစုံကအရန်ဟိုမှာလိုက်ဖက်ပြီးတော့အနံ့ကလည်းမှုေးနေရပါပဲရှင်ချက်ရလွယ်ကူပြီးတော့ထမင်းစားလို့မိန်တဲ့ပစုံနဲ့ငရုတ်ပွားဟင်းလေးရပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်